အားလုံးပဲမင်္ဂလာညချမ်းပါရှင်ဒီနေ့ညကျွန်မပြောပြခြင်းနဲ့ခေါင်းစဉ်ကတော့ခန်းတစ်စိရေနသမီးပန်းလေးညဒီပန်းလေးလို့အင်္ဂလိပ်လိုကတော့ဒီပန်းလေးကိုအင်္ဂလိပ်လိုကတော့ daffodils လို့ခေါ်ပါတယ်ဒီခေါင်းစဉ်ရဲ့နောက်ခံ background ကိုကျွန်မကရခိုင်ပြည်နယ်မှာရှိတဲ့ငပလီကမ်းခြေပုံယူပြီးထားပါတယ်။ကျွန်မဘလောက်ပဲရေးပန်းလေးများကိုမိပါဘူး။သူကချစ်စပွဲလေးနဲ့အပြည့်အဝဖြစ်တဲ့ခံစားချက်ဖော်ပြတာပါနည်း။ Daffodils ပန်းများကို Hebrew ဘာသာနဲ့ဆိုရင် Narcis လို့ခေါ်ပါတယ်။ Israel ရဲ့နေရာတော်တော်များများမှာ Daffodils ပန်းများကိုတွေ့နိုင်ပေမဲ့အဓိကနေရာကတော့ရေဝစ်တဲ့ဒေသများဖြစ်ပြီးဆောင်းဦးရာသီနဲ့နွေရာသီမှာဖြစ်ပါတယ်။တစ်သမ9တန်းသောကလေးများအစုလိုက်အပြုံလိုက်တည်ဆုံးတဲ့အမှတ်တရအထိတ်အမှတ်ပန်းများဆိုရင်ကတော့ဂျင်းနသမီးပန်းလေးများပါပဲ။အဲ့ဒီပန်းအမည်နဲ့စီမံချက်ကတော့အများပြည်သူနေရာတွေပန်းချံတွေဥယျာဉ်တွေမှာအဲ့ဒီပန်းပင်တွေစိုက်ခြင်းပါလေ။တပွင့်ချင်းစီဟာကလေးတယောက်ချင်းစီကိုကိုးစားပြုပါတယ်။ Daffodils ပန်းများဟာလှပတဲ့အဝါရောင်အပြင်အယောင်ဆုံးပုံစံနဲ့ရှိပေမဲ့လည်းအဝါရောင်ကတော့ Star David ကိုဂုဏ်ပြုခြင်းပဲဖြစ်ပါတယ်။စုလိုက်အပြုံလိုက်တက်ခံရတဲ့အချိန်မှာဒူးလူမျိုးများဟာဝါရောင်ကိုအတင်းအကျပ်ဝေခိုင်းခြင်းခံခဲ့ရပါတယ်။အဖြူရောင်ကတော့မျှော်လင့်ချက်ပြန်လည်တိုးတက်မှုအသစ်ဖြစ်ခြင်းများပဲဖြစ်ပါတယ်ရှင်။Daffodils ပန်းများကတော့ကျမ်းစာဆောလမွန်နှစ်မြင်းဆောင်လေးမှာပြောပြထားတဲ့ Rose of Sharon နဲ့ Lily of the Valley ဖြစ်ပါတယ်လို့ယူဆလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီပန်းနေရာဟာ Sharon Plain ဖြစ်ပြီးမြေထဲပင်လယ်တစ်လျှောက်မှပါမြေထဲပင်လယ်ယဉ်ကျေးမှုနဲ့အတူပေါ့။ Daffodils ပန်းများဟာ Israel နိုင်ငံကြာရှုံးမှုအမှတ်အသားဖြစ်ပြီးခက်ခဲတဲ့အချိန်ကာလကိုတင်းကြီးခံမှုလည်းပါပါတယ်။အဲ့ဒီပန်းဟာသိသာတဲ့ရှင်သန်နိုင်တဲ့ပန်းဖြစ်တဲ့အပြင်တခြားနာမည်လေးကတော့ကန်းစဘီရင်မလေးပါပဲ။မင်းမှာသူတို့ခက်ခဲစွာယက်တီမှုဆိုတဲ့အင်းပြတဲ့ဆန္ဒနဲ့ Israel ကိုလက်ပတ်မယ်ဆိုရင်ပထမဦးစွာသွားရမယ့်နေရာကတော့နေတန်ယာမြို့ပဲဖြစ်ပါတယ်။ကံခြေဒေသရဲ့ beach များနဲ့ရဲ့အမှတ်တရတွေအများကြီးပါ။ Daffodils နဲ့ Daffodils ပန်းတွေဟာယုခဗေဒပညာအရတော့မတူပါဘူး။ဒါပေမဲ့လည်းသူတို့တွေရဲ့ပန်းပုံစံကတော့တူညီတော့နာမည်စင်တူသွားတာပါ။ဂီလော့ဂျန်ရှင်အနာမြောက်ဘက်ကျတဲ့ Tel Aviv မြို့ရဲ့ North လို့ခေါ်တဲ့မြို့ရဲ့ Golan Heights အနိမ့်ပိုင်းရဲ့မှာပန်းကြိုက်သူများနဲ့အတူ Daffodils ပန်းတွေပွင့်လာကိုစားတဲ့ဟာနဲ့ခစ်ဆန်ကွင်းပြင်ကြီးမှာတွေ့နိုင်ပါပါ။တတိယလိုက်ပါဘရင်ဖြစ်တဲ့ရေဝစ်တဲ့အဲ့ဒီနေရာကိုသွားပြီးပန်းတွေကဖွင့်ဆိုထားတဲ့ဒူးလူမျိုးတွေစုလိုက်ကြည့်အသက်ခံရတာပေါ့ပါနီနီဦးပုဂ္ဂလိကသူတေသနစာရန်ပြုစုသူနီနီအင်ဂျီကိုပတကဖီနာယကအထူးကျေးဇူးပါအားလုံးကိုကျွန်မအထူးချစ်ပါတယ်ရှင်ဒီကောင်ကကျွန်မက Israel ရဲ့ intellectual property right အတွက် TikTok ဗီဒီယိုအနေနဲ့ပြောပေးခြင်းပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်